ဒီနေ့လဲဝိက္ခမန3ညပဲဆက်ပြီးတော့ပြောရမှာပါဝိက္ခမန3ညမှာပစ္စည်းလေးတစ်ခုကိုရှိမှာပေါ့ထားပါတော့ကိုရှိမှာပစ္စည်းလေးတစ်ခုထားပါတော့ပစ္စည်းဆိုရင်တော့မှဟိုလုပ်သေးတယ်ကိုကဥမာကိုချီတော့မှဂျေးတွေကတ်နေတယ်ပေါ့ဂျေးတွေကတ်နေလို့ရှိရင်အဲ့ဒီဟာတွေကိုဂျေးတွန်းပြစ်လိုက်တော့ဂျေးမရှိတော့ဂျေးမရှိလို့ရှိရင်အဲ့ဒါကိုမရှိတာကြောင့်မို့3ညကြတယ်စိတ်သုံးသွားတယ်ငါမှဂျေးတွေစိတ်သုံးသွားတယ်လို့အဲ့ဒီသဘောပဲ3ညရဲ့သဘာဝကမရှိတော့တာမရှိတာကို3ညခေါ်တယ်တချို့နေရာမှာကြတော့အနက်တာရမရှိတာဟိုလိုအကုန်မရှိတာမဟုတ်ဘူးအနက်တာရမရှိတာဒီနေရာမှာကြတော့ဒီတရားနဲ့ပတ်သက်တာကြတော့ဟိုလိုမရှိတာကိုပြောတာဘာမှမရှိတော့တဲ့ဟာကို3ညလို့ပြောနေတာအဲ့ဒါပြီးတော့ဒီဂျေးကွာပြီးတော့ဂျေးကဘေးနားမှာကြာနေတယ်ကိုယ်ခန္ဓာနဲ့တော့မထိဘူးကွာနေတယ်ပေါ့အဲ့ဒီကွာနေတဲ့ဟာဝိက္ခမနလို့ခေါ်ပြီးတော့မရှိတော့တာကို3ညလို့ပြောတာအဲ့ဒီအတိုင်းပဲတဲ့ကမ္မဆန္ဒပေါ့ဒီနေ့တော့ပဲဆက်ပြီးတော့ဆက်မိအောင်လို့နားလည်အောင်လို့ကမ္မဆန္ဒဟာယောက်ျားမိန်းမဆိုတဲ့အပေါ်မှာမိပြီးတော့အထီးအမပေါ့ယောက်ျားနဲ့မိန်းမဆိုတဲ့ပေါ်မှာအခြေခံပြီးတော့ကာမဘုံဖြစ်တယ်လေအဲ့ဒီကာမဘုံမှာရှိတယ်ကာမဘုံကာမဘဝကာမတတ္တဝါကာမစိတ်ဟာဘယ်ဥတည်လဲဆိုတော့ယောက်ျားမိန်းမဆိုတဲ့အပေါ်မှာဥတည်ပြီးတော့ဆွဲလန်းနေညှိကပ်တယ်အဲ့ဒါကိုကာမဆန္ဒလို့ခေါ်တယ်အဲ့ဒီကာမဆန္ဒကိုခွာဖို့ဆိုလို့ရှိရင်နက္ခမနဲ့ခွာရမယ်လို့ပြောတာနက္ခမဆိုဘာလဲဆိုတော့မိဘသားသမီးသားဖြစ်ဖြစ်သမီးဖြစ်ဖြစ်အထီးအမကကိုယ်စိတ်ထဲမှာအရင်မကြည့်ပဲနဲ့သားမိဘနဲ့သားသမီးဆိုတဲ့စိတ်ပေါ့ချက်တာယုံတာသီလမေတ္တာပေါ်မှာခြေခံပြီးတော့ဖြစ်သွားတာဒါတကယ်တမ်းကတော့ဗြဟ္မာတွေရဲ့စိတ်ကလည်းပဲတတ္တဝါတွေပေါ်မှာသားသမီးလို့ထားတာဗြဟ္မာဘုံကြီးဖြစ်နေတယ်ဆိုတာတတ္တဝါတွေကိုသားသမီးလို့မိဘနဲ့သားသမီးလို့ဆက်ဆံရေးရှိတာကြောင့်မို့ဆက်သွယ်ရေးကမိဘနဲ့သားသမီးဆက်သွယ်ရေးကြောင့်ဗြဟ္မာဆိုတာဖြစ်တယ်ဒါဗြဟ္မာဘုံရဲ့အခြေအနေအကုန်လုံးကအဲ့ဒီလိုပဲအဲ့ဒါကျွန်တော်တို့ခန္ဓာမှာကြတော့ကာမဆန္ဒဆိုတဲ့ကာမဘုံမှာလည်းနေတယ်မိဘသားသမီးမိဘလည်းလှုပ်ချင်လှုပ်နေရတဲ့အထီးမနဲ့လည်းနေချင်နေတယ်အဲ့လိုဖြစ်နေတာဆိုတော့အဲ့မှာကာမဆန္ဒကိုခွာဖို့ဆိုလို့ရှိရင်မိဘသားသမီးဆိုတဲ့အရာကိုအာယုံပြုရအဲ့ဒါတတ္တဝါတွေအားလုံးဟာမိဘသားသမီးမတော်ဘူးတာမရှိဘူးအကုန်လုံးကိုချစ်ခဲ့ပြီးပြီစိတ်ချလက်ချယုံခဲ့ပြီးပြီသီလမေတ္တာထားခဲ့ပြီးပြီလို့အကုန်လုံးတတ္တဝါအားလုံးကိုဖြန့်ပြီးတော့ကြီးလိုက်လို့ရှိရင်အထီးမပေါ်မှာအခြေမခံတဲ့အတွက်ကြောင့်မို့ကာမဆန္ဒကိုခွာထားတယ်လို့ပြောတာ။နောက်အဲ့ဒီကာမဆန္ဒအဲ့ဒီနှလုံးသွင်းတဲ့လူရဲ့စိတ်ထဲမှာစိတ်လဲစိတ်သုံးသွားတယ်။အဲ့ဒါကိုနက္ခမသုံးဟောဝိက္ခမန3ညလို့ခေါ်တယ်။နောက်တစ်ခုအပြာပါဒဖြင့်ပြာပါဒကိုခွာလဲခွာအဤစိတ်သုံးလဲစိတ်သုံးဤလို့ပြောတာအဲဆိုမိဘနဲ့သားသမီးလို့အချစ်နဲ့ယုံကြည်မှုတွေချစ်တဲ့စိတ်တွေတည်ဆောက်မယ်ယုံကြည်တဲ့စိတ်တွေတည်ဆောက်မယ်သီလမေတ္တာတွေပွားစီပြီးအခိုင်အမာတည်ဆောက်မယ်ဆိုရင်အမုန်းဆိုတဲ့တရားတွေမဖြစ်တော့ဘူးအမုန်းတရားတွေမဖြစ်တော့ဘူးဆိုလို့ရှိရင်အမုန်းပေါ်မှာဖြစ်တဲ့ပြဿနာမျိုးစုံလည်းမဖြစ်တော့အဲ့ဒါကြောင့်မို့သူကအပြာပါဒကလည်းပဲဒီတရားပေါ်မှာမိဘသားသမီးဆိုဇန်တရားတွေပေါ်မှာအခြေခံနေသူကအဲ့ဒါဗျာပါဒကိုအပြာပါဒဟာဗျာပါဒကိုခွာလဲခွာလို့ရတယ်စိတ်လဲစိတ်သုံးသွားတယ်နောက်တစ်ခုအာလောကတင်ညာအလောကတင်ညာဆိုတာအလင်းလင်းတယ်လို့ဆိုတဲ့အမတ်သားတခါတလေကြတော့ညကတော့အမောင်မိုက်နေတာအပြင်မှာအလင်းရောက်မရှိဘူးစိတ်ထဲမှာချစ်တဲ့စိတ်နဲ့လင်းနေတာယုံကြည်မှုနဲ့လင်းနေတာသီလစောင့်ပြီးတော့သီလကိုကျင့်납ပြီးတော့လင်းနေတာမေတ္တာထားပြီးတော့လင်းနေတာအဲ့လိုမျိုးတွေရှိတယ်အဲ့ဒါဌိနမိတ်္တဆိုတဲ့ထိုင်းမိုင်းတွေ့ဝေတတ်တဲ့ဟာစိတ်တွေကိုချုပ်ချယ်ပြီးထိုင်းမိုင်းပြီးတော့အိတ်ချင်တယ်လို့လေးပြီးတော့နေတဲ့ဟာကိုတဲ့အဲ့ဒီအလင်းလို့ဖြစ်နေတဲ့အပြင်ကအလင်းလည်းပါတယ်အပြင်ကအလင်းကိုအာယုံပြုရင်လည်းပဲ
အဲ့ချင်တာတွေပျောက်တာပဲထိုင်းမိုင်းတွေဝေတာပျောက်တယ်ဒါပေမဲ့စိတ်ထဲမှာလင်းနေတဲ့အချက်ယုံကြည်မှုသီလမေတ္တာဟာလင်းနေတာပဲလို့အာယုံပြုလိုက်ရင်လည်းပဲဌိနမိတ်တာပျောက်တာပဲဒီလိုလေးမှတ်ခဲ့အောင်အဲကြောင့်မို့အလင်းအဖြစ်အာယုံပြုမယ်ကိုအချက်ယုံကြည်မှုသီလမေတ္တာကိုအလင်းအဖြစ်အာယုံပြုလိုက်မယ်ဆိုရင်လည်းပဲဌိနမိတ်တာကိုခွာလဲခွာလို့ရတယ်ဝိခံပနစိတ်လဲစိတ်သုံးသွားတယ်တုံညနောက်တစ်ခုကအဝိခေပခေါ်တယ်မပြန့်လွင့်ဘူးအဝိခေပဆိုတာမပြန့်လွင့်မှုဆိုတာလွင့်တာတွေမပြန့်မှုမလွင့်မှုလို့ဆိုလို့တာမပြန့်လွင့်ဆိုတာမပြန့်မှုမလွင့်မပြန့်တာကဘာလို့လဲဆိုတော့ဒီတက်ပြန့်เสียမရှိတော့တဲ့အပြန့်မျိုးမပြန့်လွင့်မှုဆိုကဲထားပါတော့တတ္တဝါအလုံးဟာကိုယ့်ရဲ့မိဘသားသမီးမတော်ဘူးတာမရှိဘူးလို့အာယုံပြုကြည့်လိုက်အာယုံပြုကြည့်လိုက်လို့ရှိရင်အဲ့ဒီအာယုံဟာတလောကလုံးမှာလွမ်းမိုးပြီးတော့တည်သွားတယ်အလုံးဟာမိဘသားသမီးတွေဖြစ်ဖူးတာပဲချစ်တဲ့စိတ်ယုံတဲ့စိတ်သီလမေတ္တာထားကြည့်လိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးပြည့်သွားတယ်အဲ့ဆိုနောက်ထပ်ဒီလောကကနေပြီးတော့နောက်တလောကမရှိတော့တဲ့အတွက်ပြန့်စရာနောက်ထပ်မရှိဘူးအဲ့ဒါကိုမပြန့်ဘူးလို့ခေါ်တယ်နောက်တစ်ခုကာမတွေကဟိုကောင်ကဆိုးတယ်ဒီကောင်ကကောင်းတယ်ဟိုကောင်ကဘာဖြစ်တယ်ဒီကောင်ကဘာဖြစ်တယ်လဲအဲ့လိုလည်းမရှိတော့ဘဲနဲ့မိဘသားသမီးဆိုတဲ့အချက်ယုံကြည်မှုပေါ်မှာတည်နေတာဖြစ်တဲ့အတွက်ကြောင့်မို့မလွင့်ဘူးလို့ပြောတာအဲ့ဒါဆိုတော့မပြန့်ဘူးဆိုတာနောက်ထပ်ပြန့်စရာနယ်ပယ်ကိုမရှိတော့တဲ့ဟာမျိုးဖြစ်နေလို့မပြန့်ဘူးလို့ပြောမလွင့်ဘူးဆိုတာနောက်ထပ်လွင့်စရာဒီကိုယ်နယ်ပယ်ထဲမှာလည်းပဲမိဘသားသမီးဆက်ဆံရေးမှာကာမအာယုံလိုလိုက်ပြီးတော့ရှုပ်ထွေးနေတာမျိုးမလုပ်ဘူးလို့ပြောတာအဲ့ဒီစိတ်နဲ့တဲ့ဥဒ္ဒဇကိုခွာလို့ရတယ်ဥဒ္ဒဇဟာစိတ်သုံးသွားတယ်ဥဒ္ဒဇကတော့ပြန့်လွင့်တာကိုပြောတယ်ဥဒ္ဒဇဆိုတာငါတွေသူတွေပုဂ္ဂိုလ်သတ္တဝါတွေနဲ့ပေါင်ခတ်တယ်လောကကြီးကိုအကျယ်ကြီးလို့ထားတယ်ဟိုအပိုင်ဟွာပေါ့မေတ္တာနဲ့လွမ်းမိုးပြီးမထားနိုင်ဘူးအဲ့ဆိုသူတွေငါတွေဒစိမ့်နေရန်သူတွေပြိုင်ဘက်တွေအပိုင်သိမ်းထားတာတွေကြားထဲမှာပြန့်ပြီးတော့ဟိုလိုဖြစ်လိုက်ဒီလိုဖြစ်လိုက်ပြန့်ပြီးတော့လွင့်မျောပြီးတော့နေတဲ့ဟာဥဒ္ဒဇခေါ်တယ်အဲ့ဒီဥဒ္ဒဇကိုခုနတုန်းကနီးနဲ့ဝိခံမနခွာထားလို့ရပါတယ်ကုံသွားအောင်စိတ်သုံးအောင်လည်းလုပ်လို့ရပါတယ်လို့ဆိုတယ်မပြန့်မလွင့်ဘူးဆိုတာပြန့်စရာမရှိအောင်ပြန့်ထားပြီးသားလွင့်စရာမရှိအောင်ခိုင်မာအောင်တိဆောက်ထားပြီးသားကိုမပြန့်လွင့်လို့ခေါ်အဲ့ဒါအဝိခေပလို့ခေါ်ပါတယ်တဲ့နောက်တစ်ခုဓမ္မဝဝထံဖြင့်ဝိသိကိစ္ဆာသည်ခွာလဲခွာ၏စိတ်သက်စိတ်သုံးအပ်၏ဓမ္မဝဝထံတရားအတိုင်းဆုံးဖြတ်ခြင်းလို့ဆိုလိုတယ်ဓမ္မဝဝထံဆိုတာတရားအတိုင်းဆုံးဖြတ်တာအဲ့ဒါတရားဆိုဘာလဲဆိုကိုယ့်ရဲ့အတိတ်တန်တရာတရားမိဘသားသမီးတော်ဘူးတယ်ဆိုတဲ့တရားဟာဖះကိုယုံသောအဖြစ်ယုံကြည်မှုပါတယ်ယုံကြည်မှုနဲ့မှန်မှန်ကန်ကန်သိထားတဲ့သဗ္ဗညုတဉာဏ်ရှင်ကိုယုံပြီးတော့အမှန်တိုင်းဆုံးဖြတ်ချက်ချထားတဲ့ကိုယ့်ရဲ့မိသားစုတွေပဲအချက်ယုံကြည်မှုသီလမေတ္တာနဲ့ထားနိုင်သွားပြီဆိုလို့ရှိရင်အဲ့ဒီလိုထားနိုင်တဲ့ဟာကိုဒါကိုတရားအတိုင်းဆုံးဖြတ်ချက်ချထားတယ်လို့ပြောတာအဲ့ဒါကိုဓမ္မဝဝထံပြောတာအဲ့ဒါကြောင့်မို့တဲ့ဝိသိကိစ္ဆာဆိုတဲ့ဟာတွေချုပ်ငိမ့်ပါတယ်သူ့မှာဝိသိကိစ္ဆာမဖြစ်ဘူးပေါ့တန်တရားမရှိဘူးပေါ့တန်တရားတွေရဲ့လာခြင်းလာငါဘာတွေနဲ့လာတာလဲဆိုတန်တရားဆိုတာဒဇိမ့်ပေါ်မှာလာတယ်ရန်သူပေါ်မှာလာတယ်ပြိုင်ဘက်ပေပေါ်မှာလာအပိုင်သိမ်းထားတဲ့ပုံမှာလာတယ်ဒါတန်တရားတွေလာတဲ့နေရာနောက်တော့ကိုဘုရားတရားတန်ခါနဲ့ပတ်သက်ရင်လည်းပဲကိုမသိတဲ့အပေါ်မှာအခြေခံပြီးတော့ဘာမှမသိတဲ့ပုံမှာလာတာဖြစ်တဲ့ဒဇိမ့်ရန်သူပေါ်မှာအခြေခံပြီးလာတာအဲ့ဒါတွေမရှိတော့ဘူးဆိုရင်ဓမ္မဝဝထံရဲ့ခိုင်မာစွာဆုံးဖြတ်ချက်ချထားတဲ့အတွက်ကြောင့်ဝိသိကိစ္စကိုဝိခံပနဖယ်ခွာထားလိုက်လို့ရတယ်စိတ်သုံးသွားအောင်လုပ်လို့ရတယ်ဒီလိုဒီကနေ့လည်းပဲဒီဝိခံမနတုံညပြောစရာများတဲ့အတွက်ကြောင့်မပြီးသေးပါဘူးမနေ့ဖြန်မှာပဲဆက်ပြီးတော့ပြောပါမယ်မနေ့ဖြန်ကြာလို့ရှိရင်ဉာဏ်နဲ့ကျန်တဲ့အကြောင်းအရာလေးတွေကြံသေးတယ်အဲဆို3မျိုးလောက်3ချိန်လောက်တော့ပြောရဝိခံမနတုံညများလို့လေ
အားလုံးကျမ်းမာခြင်းချမ်းသာ